ပြောတကြီးရဲ့တကြီး ဟဲ့ထွေငါမတည်သေးဘူးငါအကောင်းကြီးရှိသေးတယ်မတိမตาရွာချလို့အော်ငုံနေတဲ့အတိုင်းပဲ တကြီးပြောရနော်ကြုံမပြောဘူး တဲဒီကောင်မလေးကတော့ဘာလဲပြောလိုင်းကိစ္စ ရွာသူမှမြို့အငင်းဖွေလာမယ်ဆိုအဲ့ဒါဟုတ်လား အေးကွမျိုးကအငိမ့်ဖွဲ့အလားမအငိမ့်မင်းသမီးကလည်းတဲချောရဲဆိုပဲ ဟုတ်လားတကြီးကျုပ်တော့ရွာတွေကကာလာသားတွေထက်ပုံမိုက်နေအောင်ပြင်ရတော့မယ် ဒါလုံးမလို့လဲညီရ မင်းသမီးတွေကြုတ်ယူပါအောင်မြင်ပြီးကြွေးစင်းသွားအောင်လို့လေ ငါမရေချင်ဘူးမိထွေ မိချင်းလို့တာပဲတကြီးရဲ့တန်ကိုရွာအောင်ဖုံဖုံကြပြီးတပိတ်နဲ့ကောက်ထူတော့မယ် ဟာပောက်ကြီးရ နောက်တစ်နေ့တွင် တကြီးရေတကြီးဒီမှာမျိုးကအငင်းပွဲရောက်ပြီဗျို့ အမလေးပူလိုက်တာဘလောက်တောင်တောကြလိုက်တဲ့ရွာလဲ ခမရတော့ရောက်နေရပဲမဟုတ်ဘူးလား ဟုတ်တယ်လေနင်တို့တော့သူများရွာကြီးထက်ကိုတောကြလုံးလို့ပြောနေတာပူကပူမိုးလေးပါလေးရောရွာလာမြေကြီးအကွဲကြောင်းနေရအဝေးစီမှာဒေဝတက်ငုတ်ထုတ်လေးထိုင်နေရအောင်မြည်နေရပြီ ခမရကိုဒီလိုကသူနဲ့လာနေဖို့ခေါ်နေရနေမှာပေါ့နေခေါင်မိုးကြစီချင်းရွာနောက်ကချောင်းခမရကောင်းမတင်ထားပါလား နေချောင်းဆိုမှငါတို့ကအမရေချိုးရမှာလားအမတော့မချိုးနိုင်ဘူးနော်ငါအသားရည်ပျက်စီးကုန်လိမ့်မယ် ဘလို့အမလေးခမရအသားနဲ့ကျုပ်သားနဲ့ရှင်အောင်ကျုပ်ကပိုဖွေးသည် ဘာ ဖြည်းဖြည်းអော်ပါအမိရဲ့အမှန်တရားကနဝင်တော့ဘယ်ချိုးမလဲနော် ကဲမိထွေအဲ့တဲ့နေတဲ့စကလိုင်းလုံးနေနဲ့ဒီဟာမင်းသမီးတို့ကလည်းအမှမချိုးရပါဘူးဗျရွာရီချိုးစိမ့်မှာသွားချိုးလို့ရပါတယ် တော်ပါသေးရဲ့ဒါနဲ့ကျမမင်းသမီးမဟုတ်ဘူးမင်းသမီးကဒီမှာ ထင်လားဒီလိုအမဲကြောင့်နေလန်းထားတဲ့အသားကြီးနောက်ပြီးဒီလိုပုံစံနဲ့မင်းသမီးမဖြစ်နိုင်ပါဘူးလို့ တကြီးတို့ရွာသူလွန်နေပြီနော် အထွေးမှာညီတော်တော့ကျုံတောင်းမှပါရဲ့ဗျာ တီလက်တော်တော့တိစားကျမတောင်းမှပါတယ်တွေ့ရဝမ်းသာပါရဲ့တကြီး ဟုတ်ကဲ့ပါဗျ ငါ့ကိုပြောတာမိထွေ ဟာမသိဘူးတကြီးဟာဆေးစိုးပန်းရိုက်တွေမပါတော့လှချက်ကရှေးခင်မေတီတာပပရီအကုန်ရှုံးလောက်တယ်အသားလေးကလည်းဖွေးဥနေရပဲနော် အိုကွယ်အထက်ကလေးပဲ တကယ်ပြောတာဗျဒီဘက်ကအလောင်းကိုမိတ်ကပ်ပြင်ပေးထားတဲ့ရုံနဲ့တော့ကွာပါ အိုးအဲ့လိုမပြောအောင်လေတမီးရဲ့ မသိဘူးမင်းသမီးရဲ့မင်းသမီးကတော့တကယ်လာတာကျုံမြင်မှုသမျှထဲမှာအလားဆုံးပဲ ဟုတ်ပါပြီကွယ်ဟုတ်ပါပြီ ကဲအိမ်ထဲဝင်ကြတော့လေဗျာအဖေကပူတယ် အမလေးဝင်ချင်းနေရကြပြီမဟုတ်ရင်အသားရည်လည်းနေလောင်ပြီးမဲတော့မယ် ကက်တရာစီရတာဖွားခေါ်လို့ရတဲ့အသားကြီးကပြောရတယ်ရှိသေး ဘာ ကဲပါသေးရဲ့အိမ်နဲ့သွားရအောင်နော် လာမင်းသမီးကျုပ်အိတ်တွေတဲပေးမယ် ရပါတယ်တက်ကလေးရဲ့မင်းသမီးလို့မခေါ်ပါနဲ့အနည်းနမိတ်ကမြန်နေစီပါအဲ့ဒီနေစီလို့ပဲခေါ်နော်သူများရင်လည်းလို့ပဲခေါ်တာမို့လို့ ဟုတ်ကဲ့အဒီမြ ဟမ် ကျုပ်သူများခေါ်တာမခေါ်ခြင်းလို့ပါမရလို့လား ရပါတယ်တက်ကလေးရဲ့